2028အိုလံပစ်ပွဲတော်ရဲ့ပထမဆုံး9ယောက်ကစားနည်း Something. Oh yes, she can. မင်္ဂလာပါပုံမှန် entertainment ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူသိနေကြတဲ့ flag football အကြောင်းမျှဝေပေးသွားမှာပါပထမဆုံးအနေနဲ့ပြောရရင် flag football ဟာ2028ခုနှစ် Los Angeles Olympic ပွဲတော်မှာပါဝင်လာတာဟာသမိုင်းဝင်အောင်မြင်မှုတစ်ခုပါပဲဘောလုံးကိုချစ်တဲ့သူတွေအနေနဲ့ NFL ရဲ့ track football ကိုသာရင်းနှီးကြပေမဲ့ flag football ကအခုလိုကမ္ဘာကြီးသောအားကစားပွဲတော်မှာပါဝင်လာတာဟာဒီအားကစားရဲ့ရေပန်းစားလာမှုကိုအကောင်းဆုံးသက်သေပြလိုက်တာဖြစ်ပါတယ်အင်ရှင်ဖြစ်တဲ့အမေရိကန်ပြည်ထောင်စုမှာကျင်းပတာဖြစ်လို့ဒီအားကစားရဲ့ပွဲကြည့်ပရိသတ်တွေအများကြီးစိတ်ဝင်စားကြမယ်လို့လည်းမျှော်လင့်ရပါတယ်အိုလံပစ်မှာ flag football ကိုကစားမဲ့ပုံစံကတော့အမျိုးသားရောအမျိုးသမီးပါ9ယောက်ချင်းစီ5-on-5 ပုံစံနဲ့ရှင်ပြိုင်ရမှာပါဒီလိုပုံစံကြောင့်ပွဲစဉ်တွေဟာပုံမမြန်ဆန်တွက်လက်ပြီးကစားသမားတွေရဲ့ကျွမ်းကျင်မှုကိုအသားပေးလာပါတယ်9ယောက်ချင်းစီကစားတဲ့အတွက်ပုံမှန်ဘောလုံးလိုလွင်ရအများကြီးမလိုအပ်ပဲဘောလုံးကင်ထားသူရဲ့ခါးက flag ကိုဆွဲပြုတ်ရုံနဲ့တားဆီးနိုင်တဲ့အတွက်စီးကန်းတဲ့နီးပြူဟာပိုင်းဆိုင်ရာကစားနည်းကိုပိုပြီးမြင်တွေ့ရမှာဖြစ်ပါတယ်။ flag football ကိုလူတွေဘာလို့ဒီလောက်စိတ်ဝင်စားလာလဲဆိုရင်အဓိကအချက်ကလုံခြုံမှုပါပဲ။ပုံမှန် track football လို့ခန္ဓာကိုယ်ချင်းပြင်းပြင်းထန်ထန်တိုက်ခိုက်စရာမလိုပဲကစားသမားရဲ့ခါးက flag ကိုဆွဲပြုတ်လိုက်ုံနဲ့တားဆီးနိုင်တာဟာဒဏ်ရာရနိုင်ခြေကိုလျှော့ချပေးပါတယ်။ဒီဘေးကင်းလုံခြုံမှုကပဲ flag football ကိုအမျိုးသမီးအားကစားဖြစ်အကြီးအကျယ်တိုးတက်စေခဲ့ပါတယ်။အခုလိုအားကစားနည်းကိုစတင်ကစားတဲ့အမျိုးသမီးဥယျာဉ်ဟာ60%ထိတိုးတက်လာတဲ့ဆိုတာကအမကန်းပါပဲအိုလံပစ်ဟာကြားမှရေးရတန်းတူညီမျှမှုကိုအမြဲတမ်းဦးစားပေးနေတာဖြစ်လို့အမျိုးသားရောအမျိုးသမီးပါဝင်ရှင်ပြိုင်တဲ့ဒီလိုတိုးတက်မှုနှုန်းကောင်းတဲ့အားကစားနည်းကိုရွေးချယ်လိုက်တာဟာလုံးဝမှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲလို့ပြောရမှာပါအိုလံပစ်ရဲ့ရည်ရွယ်ချက်ကအားကစားကိုကမ္ဘာလုံးဆိုင်ရာပါဝင်မှုရှိအောင်လုပ်ဖို့ဖြစ်တာကြောင့်ဒီ flag football ဟာအဲ့ဒီရည်ရွယ်ချက်နဲ့လုံးဝကိုကိုက်ညီနေပါတယ် flag football ရဲ့ကမ္ဘာလုံးဆိုင်ရာဂုဏ်သိက္ခာကိုမြင့်တင်ရမှာTom Brady လို NFL ရဲ့ကနဝင်ကစားသမားတွေရဲ့ပါဝင်ထောက်ခံမှုဟာအရေးကြီးဆုံးအချက်ပါဘောလုံးကိုချစ်တဲ့သူတွေအနေနဲ့သူတို့ရဲ့အချစ်ဆုံးကစားသမားတွေကဒီအားကစားကိုထောက်ခံနေဆိုရင်အားပေးမှုကချက်ချင်းတိုးလာမှာဖြစ်ပါတယ် NFL ကြီးတွေရဲ့စိတ်ဝင်စားမှုနဲ့ပါဝင်ပတ်သက်မှုဟာ flag football ကိုပေါ့ပေါ့ပါပါကစားနည်းတစ်ခုအဆင့်ကနေအိုလံပစ်အဆင့်မီတဲ့အားကစားဖြစ်သို့အခိုင်အမာတွန်းပို့ပေးလိုက်တာပဲဖြစ်ပါတယ်ဥပမာအနေနဲ့2026ခုနှစ်မှာ Saudi Arabia နိုင်ငံမှာကျင်းပမဲ့ Fanatic Flag Football Classic ပြိုင်ပွဲမှာTom Brady တို့ပါဝင်မယ်ဆိုတဲ့ကြေညာချက်ဟာအိုလံပစ်မတိုင်မီ flag football အတွက်အကြီးမားဆုံးသောကြော်ညာတစ်ခုဖြစ်ပါတယ်။ဒီလိုကမ္ဘာကျော်ကျယ်ဝန်းတွေပါဝင်တဲ့ပြိုင်ပွဲတွေက flag football ရဲ့9ယောက်ကစားနည်းပုံစံနဲ့စီးမြင်တွေကိုကမ္ဘာတွင်းကပရိသတ်တွေစီအလွယ်တကူဖြန့်ကျက်မိတ်ဆက်ပေးနိုင်ပြီး2028အိုလံပစ်ပွဲအတွက်လမ်းခင်းပေးနေတာဖြစ်ပါတယ်။ flag football ရဲ့တိုးတက်မှုအလားအလာနဲ့2028အိုလံပစ်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုများဟာအတော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။နောက်ဆုံးရသုံးသက်ချက်တွေကိုဆက်လက်တင်ပြပေးသွားမှာမို့လို့ကျွန်တော်တို့ channel ကိုဆက်ပြီးစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်